မင်္ဂလာပါခင်ဗျာ PM ဘာလာလန်ဒကာတွားတဲ့ခုထူချန်နာကနေကျူးစုလိုက်ပါတယ် လမ်းမတော်22လမ်းမှာရှိတဲ့ရှမ်းခောက်ဆွဲဆိုင်သွားစားမယ်ဘလို့လေးဖြစ်ပါတယ်။ကိုကတော့မဟာမြိုင်လမ်းသို့ရောက်ရှိပါပြီ။ကိုဆိုတော့ပြည်လမ်းသို့ရောက်ရှိတော့ပါမယ်။ကိုဆိုတော့ပြည်လမ်းပေါ်သို့ရောက်ရှိလာပါပြီ။ဒါကတော့မြင်းနေကုန်းတရားဖြစ်ပါတယ်ဗျ။ကိုဆိုတော့ပြည်သူရင်မြင်းရှိသို့ရောက်ရှိလာပါပြီ။ဒါကတော့မြန်မာနိုင်ငံရဲ့စစ်တီဆောင်ရွှေကုန်းဖြတ်ဖြစ်ပါတယ်။ဒါကတော့ပြည်လမ်းလေးတွေကိုဆက်လက်မောင်းနှင်လာဖြစ်ပါတယ်ဗျ။ကိုဆိုတော့တရားကိုကြော်ပြီးတော့ဒီဖြတ်နေကိုဆိုတော့22လမ်းမှာရှိတဲ့မရှမ်းခောက်ဆွဲဆိုင်ကိုရောက်ရှိနေပါပြီဗျ။ကိုဆိုတော့၄ပွဲတောင်ဝင်ခဲ့ပါတယ်ကိုဆိုတော့ဖုန်းလေးကိုဖွင့်နေပြီးလို့သူစားမပြင်ပါတယ်ဗျကိုဆိုတော့သူတလုံးပြီးတလုံးစားဖို့နေနေပါတယ်ခင်ဗျကိုဆိုတော့နေနေတယ်ခင်ဗျကိုဆိုတော့ပြိတ္တတို့ရင်ဆုံးကျွေးပြီးတော့သူစားတယ်ခင်ဗျကြက်သားဘက်ကလည်းလမ်းချင်းပဲဗျာကိုဆိုတော့ရှမ်းညင်လေးဖြစ်ပါတယ်ရှမ်းညင်တော့မဟုတ်ဘူးဗျခေါ်ပြီးကော်ပြီးချင်းပေါ့ဗျာကိုဆိုတော့သူအားရပါရစားတယ်ဗျာကိုဖုန်းလေးစားတယ်ခင်ဗျအားရပါရကိုစားကိုဆိုတော့သူဖုန်းမှာရေးကြည့်ကိစ္စပေါ်လာလို့မြန်ဖတ်ပြီးတော့အမှတရင်ကိုစားပို့ရပါတယ်ဗျ9:19မိနစ်ချိန်မှာစားပို့ရပါတယ်ကိုစံတော်ရှမ်းကျင်ကိုထပ်ပြီးတော့စားပါတယ်ဗျကိုစံတော်တ िश ူးတုပ်ပါတယ်တ िश ူးတုပ်ပြီးတော့ထပ်စားတယ်ဗျအားရပါရစားတယ်ပြီးလည်းပြီး9:19မိနစ်မှာစားပို့ရပါတယ်အရေးကြီးတဲ့စာကိုပို့ရပါတယ်ဗျကိုစံတော်သူစားတယ်ဖုန်းကိုရေးကြီးကိစ္စစားပို့ရပါတယ်9:42မိနစ်သွားပြီတဲ့အမှစားတယ်ခင်ဗျစားတယ်ပြီးဟိုကြည့်တယ်ပြီးတော့မှအကုန်စားတယ်ခင်ဗျာဒီမှာနိုင်ယူကြည့်တယ်နိုင်တက်ကြည့်လို့ရောနိုင်ကြီးစားပို့တယ်ဗျာစားလဲပို့တယ်အမအကုန်စားတယ်တွေ့တယ်ခင်ဗျာအကုန်အပီးတီကုန်စားတာပါဗျာအကုန်လည်းဒီစားတာပါတော့တပွဲထပ်စားမယ်အမရေးကြီးကိစ္စလမ်းကြောင်းပေါ်လာလို့ရေးကြီးကိစ္စလမ်းကြောင်းခဏနေဦးတယ်ဖုန်းလည်းကြည့်အောင်ပဲတဲ့သူ့ရေးကြီးရဲ့စားပို့အောင်ပဲဗျာတဲ့အမကြီးအမစားတယ်ခင်ဗျာလမ်းကြောင်းနဲ့တောက်လျှောက်တက်နေတာဒါပေမဲ့လည်းစားတယ်အစားကိုကုံစားကိုစီစဉ်တယ်အမကုံစားတယ်ခင်ဗျာအခုဆိုတော့စားနေတယ်ခင်ဗျာစားနေတယ်ခင်ဗျာတလုံးပြီးတလုံးစားနေတယ်အမဟိုဘက်ကြည့်ဒီဘက်ကြည့်တချို့အိုးတကယ်ကောင်းတာပဲတကယ်ကောင်းတယ်အဲ့ဒီချိန်မှာကောင်းတယ်ဆိုပြီးတော့အမထပ်တွေ့တယ်ဗျာပြီးလေပြီးကရွေ့နေပါတယ်ခင်ဗျာကရွေ့နေတော့နောက်ကိုမှီပြီးတော့စားတယ်ကိုတယ်လမ်းကြောင်းပေါ်လာလို့တယ်မှာစကားပြောတယ်ပြီးလည်းဟိုကြည့်ဒီကြည့်တယ်မှာအရှိမတော့တဲ့စုနေပြပါတဲ့ကျွန်တော်ဖုံးမြုံကားပေါ်နေပဲဖုံးမြုံလိုက်ပါတယ်ခင်ဗျာတဲ့ကိုစံတော့ရေတောက်ဖို့ပြင်းနေပါတယ်ရေတောက်တယ်ခင်ဗျာရေတောက်တယ်အမှရေဘူးအိတ်တွေပြန်ထည့်တယ်ခင်ဗျာပြီးလည်းပြီးတော့တမင်းအမှရှောက်ဆွဲထပ်စားတယ်ဒိုးနဲ့ထပ်စားတယ်ပေါ့နော်မနေတယ်ခင်ဗျာဟိုကြည့်ဒီကြည့်နေတယ်အမဲကားလည်းလှုပ်နေတယ်ခင်ဗျာတဲ့ကိုဆိုတော့ရောက်ရှိရောပဲဘေးကျွန်တော်တို့အမျိုးရှိရဲ့နေရာတွေဘယ်နေရာလဲဆိုတော့ကျွန်တော်တို့မျိုးရှိရဲ့နေရာကမြောက်တီရှိတယ်ကျွန်တော်တို့တိရစ္ဆာန်ဥယျာဉ်မှာဗျာတဲ့ဟိုကြည့်တယ်ဒီကြည့်တယ်ဗျာဟိုကြည့်တယ်ခင်ဗျာအမကြည့်တယ်အရှိကြည့်တယ်ဘေးကိုကြည့်တယ်မယ်နောက်ကိုကြည့်တယ်ဒါကတော့ဗရမအဝိုင်းပါဒါကတော့ကန်တော်ကြီးပါဖြစ်ပါတယ်ကိုစုံတော့ရုပ်နိုင်ခုံးတော်တရားရောက်ရှိပါပြီတဲ့ကိုစုံတော့ဟင်းတောက်ပါတယ်တဲ့ကျေးဇူးတင်ပါတယ်အားလုံးနောက်ထပ်ဗီဒီယိုသစ်ပါလဲပြန်လည်ဆုံးသွင်းကြပါဗျာ like and follow လေးပြုလုပ်ပေးဖို့မမေ့ကြပါနဲ့နော်